သူရဲကောင်းနဲ့တစ်စဖောက်ကျွန်းရှိတုန်းကမကရတိုင်းပြည်ကြီးမှာနရသိမ်မမင်းကြီးဆိုဆန်ခဲ့ပါတယ်။သူ့မှာဝိဇယဆိုတဲ့သားတော်တစ်ပါးရှိခဲ့တယ်။အချိန်ကုန်လွန်တာနဲ့အမျှမင်းကြီးဟာအသက်အိုမင်းလာပြီလို့ခံစားရတဲ့အခါသူ့ရဲ့ချစ်လက်စွာသောသားတော်ကိုထီးနဲ့လွှဲအဖို့ဆုံးဖြတ်လိုက်ပါတယ်။မင်းကြီးဟာသူ့ခမိန်ကြီးနဲ့တိုင်ပင်ပြီးနေကောင်းရက်မြတ်တရက်မှာဝိဇယကိုနန်းတင်ပေးလိုက်ပါတယ်။ဒါပေမဲ့နန်းတက်ပြီးရက်ပိုင်းအတွင်းမှာပဲဖခင်မင်းကြီးကွယ်လွန်သွားခဲ့ရာအခုဆိုဝိဇယဝမ္မမင်းသားလေးတယောက်ထဲသာဒီတိုင်းပြည်ကြီးကိုအုပ်စိုးဖို့ကြံရစ်ခဲ့ပါတယ်။ဝိဇယဝမ္မမင်းလေးဟာစိတ်ထားအလွန်နူးညံ့ပြီးဂရုဏာတော်ကြီးမားတဲ့မင်းကောင်းမင်းမြတ်တစ်ပါးပါပဲ။သူဟာချမ်းသာကြွယ်ဝတဲ့အတွက်ပြည်သူတွေကိုကြီးကျယ်ခမ်းနားတဲ့ဒါနတွေပေးလှူဖို့စတင်လှုံ့ဆော်ခဲ့တယ်။နေတိုင်းလိုပဲနန်းတော်ရှိမှဒါနယူဖို့လူများကြီးစီတန်းလာကြတယ်။မင်းသားလေးကလည်းတောင်းစားသူအလုံးကိုဝမ်းသာတကြီးနဲ့ကြွကြွဝဝပေးလှူတယ်။ငါတို့မင်းကြီးလိုပေးလှူသူကိုတကဘာလုံးမှာနောက်ထပ်ရှာလို့မတွေ့နိုင်ဘူးဟုတ်တယ်သူ့လိုမျိုးကတယောက်တည်းပဲပြည်သူတွေကချီးကျူးစကားတွေဆိုကြတယ်ဒါနေမကသေးပါဘူးမျိုးတွေကတထီးတကြွယ်တွေကိုလည်းနေ့လယ်စာတွေကျွေးမွေးအပန်းဖြေစရာတွေစီစဉ်ပေးပြီးဖိတ်ခေါ်တယ်ငါတို့ကံကောင်းလိုက်တာဒီလိုမျိုးမင်းကောင်းမြတ်မြတ်နဲ့ကြုံရတာမင်းကြီးလိုဒီလိုစီစဉ်ပေးနိုင်တဲ့သူဒီကဘာမှမရှိတော့ဘူးတထီးတွေကလည်းမင်းကြီးကိုချီးမွမ်းကြတယ်တချို့ဆိုမင်းကြီးကမိတဲ့ခုံချခိုင်းအောင်ခုံချမယ်လို့တောင်ပြောကြတယ်ဒီစကားတွေကိုကြားရတဲ့ဝိဇယဝမ္မမင်းလေးရဲ့စိတ်ထဲမှာငါမှမိသားစုမရှိရင်တော့ဘာဖြစ်လဲဒီလူတွေအားလုံးဟာငါရဲ့သားသမီးတွေငါရဲ့မိသားစုပဲကိုတနေ့ငါမှတခုခုဖြစ်ရင်သူတို့ကလာပြီးကူညီဆောက်ရှောက်ကြမှာပဲအဲ့ဒီလိုနဲ့ပဲသူဟာပို့ပြီးရင်းရင်းနှီးနှီးဒါနာတွေပေးလူခဲ့တယ်တနေ့တော့လူငယ်လေးတယောက်မင်းကြီးစီလာရောက်ပြီးရင်ဖွင့်ပါတယ်အရှင်မင်းကြီးကျွန်တော်ကံကအရန်ဆိုပါတယ်လက်ထက်ကစားဇနီးတဲ့ကွယ်လွန်သွားလို့ဇာပနာပြုလုပ်ဖို့အတွက်ငွေကြေးမရှိပါဘူးအရှင်မင်းကြီးဟာဒါနကြီးတယ်ဆိုတာကြားရလို့လာခဲ့တာပါဒီငါ10ပြားလောက်ကူညီပေးပါဦးမင်းကြီးကစိတ်နှလုံးနူးညံ့တာကြောင့်ဒီငါ10ပြားနဲ့ဘာလုပ်မလဲဒီငါ100ယူပါဇနီးတဲ့ရဲ့ဇာပနာကိုတေချာလေးပြုလုပ်လိုက်ပါလူငယ်လေးကကျေးဇူးတင်ပြီးပြန်ပြောတယ်မင်းကြီးဇာပနာပြီးသွားရင်ကျွန်တော်လာစာမယူပဲနန်းတော်မှာအလုပ်လုပ်ပါမယ်ဒီခွင့်ရင်းလေးပဲပေးပါမင်းကြီးကသဘောတူလိုက်ပါတယ်။ကောင်းပြီသွားပါ။ပြန်ရောက်ရင်ငါရဲ့အတွင်းရမှုအဖြစ်ခန့်အပ်ပေးမယ်။ဒီလိုနဲ့ပဲဒေဝါလို့ခေါ်တဲ့လူငယ်လေးဟာမင်းကြီးရဲ့အတွင်းရမှုဖြစ်လာခဲ့တယ်။သူဟာလှုပ်ရှားရှိတာကိုအကုန်လုပ်တယ်။လစာကိုလည်းကျွန်တော်မယူမင်းကြီးစီမှာပဲတင်ထားပါလို့ဆိုတယ်။မင်းကြီးကလည်းသူ့ကိုယုံကြည်လာပြီးနန်းတော်ရဲ့ဗန္နာတော်အားလုံးကိုစီမံခွင့်ပေးလိုက်တယ်။တဖြည်းဖြည်းနဲ့ဒေဝါဟာမင်းကြီးစီကငွေတွေကိုစတင်ခိုးယူခဲ့ပါတယ်။ဒီနေ့တော့သူကမင်းကြီးကိုအကြံပေးတယ်။အရှင်မင်းကြီးကဒါနတွေအများကြီးပေးနေတယ်။တထေးတွေကိုလည်းအခန့်ကျွေးမွေးနေတယ်။ဒီလိုဆက်သွားရင်ဘဏ္ဍာတော်တွေကုန်သွားမှစိုးရင်ရပါတယ်။မင်းကြီးကမယုံပါဘူး။စိုးရင်စရာမလိုဘူး။ငါမှမိသားစုမရှိပေမဲ့ဒီပြည်သူတွေအားလုံးဟာငါရဲ့သားသမီးတွေပဲ။သူတို့ကငါ့ကိုစောက်ရှောက်ကြမှာပါ။သူတောင်းစားတွေဆိုပင်လယ်ထဲခုံချခိုင်းရင်တော့ခုံချမယ်လို့ပြောကြတယ်။တထေးတွေကလည်းမိတဲ့သွားခိုင်းရင်တော့သွားမယ်လို့ဆိုကြတယ်။ချန္နာဒေဝကခေါင်းခါရင်အရှင်မင်းကြီးကျွန်တော်ကသူတို့စကားကိုမယုံပါဘူးနော်နောက်တနေ့တထေးတွေရဲ့စပွဲမှာမင်းကြီးကထိုအကြောင်းကိုပြောပြလိုက်ပါတယ်တထေးတွေကပြန်ပြောပါတယ်မင်းကြီးရဲ့အတွင်းမှုကသာမင်းကြီးရဲ့ဥစ္စာတွေကိုခိုးယူနေပါတယ်ဟုပြန်လဲပြောပြလိုက်ပါတယ်မင်းကြီးကချက်ချင်းပဲဒေဝကိုခေါ်စစ်တယ်ဒေဝကဝန်ခံလိုက်ပါတယ်ဟုတ်ပါတယ်မင်းကြီးကျွန်တော်ခိုးယူခဲ့ပါတယ်ဒေါသထွက်သွားတဲ့မင်းကြီးကချက်ချင်းနှင်ထုတ်လိုက်ပါတယ်ချက်ချင်းငါမျက်နှာရှိကပျောက်သွားပါမဟုတ်ရင်အပြစ်ဒဏ်ကြီးကြီးပေးမယ်ဒေဝဟာမြို့ကိုစွန့်ခွာသွားပြီးတောင်တွေဂျိုင်ဝမ်းတွေကိုဖျက်ကျော်ကဝေးလံတဲ့နေရာကိုရောက်သွားတယ်သူခိုးယူထားတဲ့ငွေတွေနဲ့အင်ကြီးတစ်လုံးတိဆောက်ပြီးနေထိုင်တယ်ဒီတောတွင်းမှာမင်းကြီးဝိဇရာကတော့ဆက်ပြီးဒါနပေးနေဆက်ပြီးအခန့်နေဆက်ပြီးလှူဒန်းနေပါတယ်နောက်ဆုံးမှာတော့ဘန္နာတော်အားလုံးကုန်ခန်းသွားခဲ့ပါပြီတပြားတစ်ချက်မှမကျန်တော့ပါဘူးအခုမှပဲသူ့ရဲ့ယုံကြည်ချက်တွေစမ်းသပ်ခံလိုက်ရပါတယ်တထေးတွေကိုခေါ်ပြီးငါမှငွေမရှိတော့ဘူးမနှက်ဖြန်ငါစပြီးငါ့ကိုတင်လို့စောက်ရှောက်ရမယ်လို့ပြောတဲ့အခါတထေးတွေကမျက်နှာလွှဲသွားကြပါတယ်အဲ့ဒါတွေကတောင်းစားသူတွေကစောက်ရှောက်ရမှာပါကျွန်တော်တို့မှမတတ်နိုင်တာတောင်းစားသူတွေစီတော့ပြောတဲ့အခါအဲ့ဒါတွေကတထေးတွေကစောက်ရှောက်ရမှာပါမင်းကြီးကကျွန်တော်တို့နဲ့အတူသူတောင်းစားအလုပ်လုပ်ရမှာပါနှစ်ဖက်စလုံးကလှည့်စားသွားတာကိုသိရတယ်မင်းကြီးဝိဇယဝမ်မရဲ့မျက်နှာသူဘလောက်ထိစိတ်ဓာတ်ကျသွားမယ်ထင်လဲသူ
သူ့ကိုယုံကြည်စိတ်ချရဆုံးလူတစ်ယောက်မှမရှိတော့တဲ့ခိုက်တက်မှာအဝေးကမြင်းစီးလာတဲ့အတန်ဒေဝပြန်ရောက်လာပါတယ်မင်းကြီးရှင်ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဖြစ်သွားတယ်မလားကျွန်တော်မင်းကြီးရဲ့ဗန္နာတွေကိုဝေးဝေးမှာတင်စေထားပါတယ်လိုက်ခဲ့အောင်ကျွန်တော်တို့အတူသွားနေကြမယ်ဒီလိုနဲ့ပဲမင်းကြီးနဲ့ဒေဝတို့ဟာဝေးလံတဲ့ခန္ဓာတို့တွားရောက်နေထိုင်ကြတယ်သူတို့စိတ်ကြိုက်မင်းကလေးတယောက်နဲ့အိမ်အောင်ပြုပြီးဘဝရဲ့နောက်ဆုံးအချိန်တွေကိုပျော်ရွှင်စွာဖြတ်သန်းသွားကြပါတော့တယ်အချိန်ပေးပြီးကြည့်ရှုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဦးကြီးစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဒီဇာတ်လမ်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုပါရစေရှင်ပရိသတ်တွေအားလုံးလည်းကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်